င်္ဂလာပါနော် BMW S Town ဟာစီးရတာရိုးတယ်ဆိုတဲ့အကိုတွေအတွက်နော်ပြိုင်ပွဲထဲမှာသုံးတဲ့ BMW M Town ကိုမိတ်ဆက်ပေးမယ်နော်ဒီကောင် model 2025ဖြစ်မယ်ကျွန်တော်ကိုယ်တိုင် brand new Japan Leyland ကနေတိုက်ရိုက်သွင်းထားတဲ့ဘိန်းလေးပဲဖြစ်ပါတယ်နော်အခုကတော့မောင်းစိတ်ကီလိုမီတာ200ကျော်ပါပါမယ်နော်ဒီကောင်ရောင်းမဲ့ဈေးလေးကတော့ကွက်ကြံနော်သူ့ရဲ့လောလက်အရင်တော့ model နဲ့ဘာတွေကွဲပြားတော့လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာတွေကွဲပြားတော့ပါနော်အခုနောက်ပိုင်းထွက်တဲ့ TT edition အောင်မှာဒီရုပ်ပဲထွက်တာပါနော်အရင်ရုပ်နဲ့မထွက်ပါဘူးသူရဲ့ဝင်လက်တွေကကြည့်လိုက်နော်လေခွဲတွေလုံးဝရှယ်နော်လုံးဝကာဗွန်ကွေနဲ့ဖြစ်မယ်အိမ်သွားတော့အရင် M Town တွေပုံစံတိုက်တဲ့နေရာဖူးဆက်လိုက်ပဲနော်ဒီအိမ်သွားတွေဈေးအရန်ကြီးတယ်ပြီးတော့performance ဘိုင်းတွေအကုန်ကွာသွားမယ်ဗျာသူရဲ့ဈေးနှုန်းကိုလည်းကျွန်တော်အစစ်ပြအောင်လို့ရောင်းပေးမယ်အတန်လုံးသေးနဲ့ရောင်းပေးမယ်ဆက်သွယ်လိုက်ပါအိမ်ရောက်ဝင်ချင်ရရင်တော့တစ်ချက်ဆက်လေးနှုတ်ပြရမယ်နော်ညီကိုနော်လုံးဝရှယ်ကြီးအဲဘွဲမှာတုံးတဲ့ဘိန်းတွေဆိုတာစီးကိုစီးတင်တယ်နော်ဟောရှေ့ပြပြနေဟောရှုတော့တယ်ဘူးပါနော်ကျွန်တော်ကဘာကြောင့်မို့ဒီကောင်ဈေးတက်တောင်ရောင်းပေးရလဲဆိုရင်ကျွန်တော်မှနောက်တစ်စီးရောက်ဖို့ရှိလို့ပါနော်ကျွန်တော်နှစ်စီးမထားခြင်းလို့ပါပြီးတော့ကျွန်တော် V4 SP2 လေးတစ်စီးကျွန်တော်တိတ်ထားဖို့ဝယ်လိုက်လို့ကျွန်တော်ဒီဟာကိုဈေးတက်တောင်လို့ကျွန်တော်ကောင်းအမျက်မယူဘဲနဲ့ရောင်းပေးပါမယ်နော်ဘယ်မှမရတဲ့ဈေးနဲ့ရောင်းပေးမယ်နော်ဒီကိုလောရှယ်ပါလို့ချမ်းနေရေးမှာစီးကျင်တဲ့ညီကိုလက်လာကြလိုက်နော်ကဲကြည့်ရှုပါပေးတဲ့ညီကိုအားလုံးကျေးဇူးအများကြီးတင်တယ်နော်ကျွန်တော်တို့များတော့အားပူပါဗျကျွန်တော်ဒီမှာတခြားရွေးချယ်စာဘိန်းတွေလည်းအများကြီးရှိပါတယ်နော်ညီကိုအားလုံး thank you ပါ